ရဲကောင်းစာရီယိုမာနီဘောလုံးလောကရဲ့ပုံမြင်တစ်ပုဒ်ဒါစီနီဂေါနဲ့မော်ရိုကိုတို့ရဲ့မနီးရကစားခဲ့တဲ့ပိုလူပွဲမှာမာနီရဲ့သူရဲကောင်းဆန်တဲ့လုပ်ရတစ်ခုကိုလုပ်ပြသွားခဲ့ပါတယ်။အရှုံးပေးရမှာကိုဘဝမှာလူတိုင်းကြောက်ကြမယ်လို့ထင်ပါတယ်။စာမေးပွဲမှာအရှုံးပေးရမှာပြေးပြိုင်တဲ့အရှုံးပေးလိုက်ရမှာစသဖြင့်ဒါလူတိုင်းကရှုံးနေရမှာတော့ကြောက်ကြပါတယ်။စာရီယိုမာနီကတော့သူကဒါလူတိုင်းနဲ့မတူတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ကြောင်းမနီးညပိုလူပွဲထဲမှာတက်တည်ပြသွားခဲ့ပါတယ်။အဲ့ဒီပိုလူပွဲမှာဒါတရေပြစ်နေရနေပြီးတော့ဝယ်ပြီးကန်ဒီ68မိနစ်အလိုလောက်မှာမာနီရဲ့ဒါစီမီရောအသင်းကပယ်နတီပေးလိုက်ရဝယ်ပြီးကန်ဒီမှာပယ်နတီပေးလိုက်ရတာမို့လို့ဒါသူတို့ရှုံးတော့မှာလို့ကျင်းစီပြောလို့ရတယ်။အဲ့ဒီမှာအသင်းစီနီဂေါနဲ့ဒါမိုရိုကိုအသင်းဒီဒိုင်နီနဲ့ပတ်လေစကားများကြပြီးတော့ဒါဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုလက်မခံမဲ့ဥမင်တွေကိုပြန်ဝင်သွားကြတယ်ဒီပယ်နတီဖောင်းမပေးသင့်ဘူးပေါ့နော်ဒါစီမီဂေါကလက်မခံမဲနဲ့မကန်တော့ဘူးဆိုပြီးတော့ဥမင်တွေကိုအကုန်လုံးပြန်ဝင်သွားကြတယ်ဒါပေမဲ့အဲ့မှာမာနီရဲ့ဟီရိုဆန်တဲ့လုပ်ရတာဒါသူ့အသင်းကိုရှုံးမဲ့ဆိုတာသိပေမဲ့ဒီအရှုံးကိုလက်ခံလိုက်ပြီးတော့ဆက်ကစားကြဖို့တော့ကိုဖြောင်းပြပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်ထဲမှာထိုးကြတာဒါဒီပယ်နတီကမဝင်မဲနဲ့အချိန်ပိုဆက်ကစားခဲ့ရပြီးတော့အဲ့ဒီပွဲထဲမှာဒါအချိန်ပိုမှာမှစီနီဂေါကတကူရသွားပြီးတော့နိုင်သွားတယ်စီနီဂေါဖလားရသွားစီနီဂေါနဲ့အတူဒါမာနီရဲ့သူရဲကောင်းဆန်တဲ့လုပ်ရက်ကိုကျွန်တော်တို့တွေးခဲ့ရတာပဲဖြစ်ပါတယ်